ဟိုကအဖောက်ကြီးဖောက်ဖို့လုံးသမားနေဖို့ ဖောက်အား တရားကြီးအကုန်လုံးပေါ့နော် ဟုတ်တယ်အကုန်လုံးဗျဟိုးဒီဟိုးဒီဝေးပဲအားလုံး900နီးပါးလောက် မြန်မာနိုင်ငံနာအတွက်အလွန်ပင်ဖိတ်မကောင်းဖြစ်မိပါတယ်မြန်မာနိုင်ငံမှာယခုဘုန်းကြီးတို့ဖာဘီတင်တုန်းကအာလာဝကဘီလူဖွဲပြူလက်နဲ့ဟာကောင်းငင်မှာပြင့်နေလိုက်ရင်ဖက်နေတိုင်မိုးမရွာတော့ပါဘူးမဟာသမုဒ္ဒရာတွေကိုပြစ်လက်လိုက်ရင်ထိုမဟာသမုဒ္ဒရာတွေကရေဒီအလုံးခန်းချောက်ကုန်နိုင်ပါသည်ထို့ကြောင့်အဲ့ဒီတဲ့အဖပေါင်းရာထောင်ပေါင်းမကဖိုးဝါတဲ့ပလီကြီးကိုယခုပြင်းမနာမြို့နယ်ဘောဂသတိရက်ကွက်တစ်ဖိတ်မင်ကြီးရွာအနီးဘုန်းကြီးအဝင်အထွက်လမ်းတစ်ဖိတ်မင်ကျောင်းဖျာတော်ရဲ့ကျောင်းအဝင်လမ်းမှာနေရာထားပေးခြင်းဟာတော့ဒါတော့လုံးဝမသိလျော်မလျောက်ပတ်ပါဘူးဒါကမူလတုန်းကမြို့ပြဖီမန်ခိန်အတွက်တစ်ဖိတ်မင်ကြီးရွာမှာတောင်သူလယ်သမားများထံမှသိယူခြင်းခဲ့ပါသည်ဖယ်နှစ်ကြော်ကြာထိအောင်အကောင်အထောင်မဖော်ခြင်းကြောင့်တောင်သူလယ်သမားများကလည်းပြန်ပြီးတောင်းတော်လည်းပဲခုနကတော့မြို့ပြဖီမန်ခိန်အကွက်ရိုက်ဖို့ဖိုးပြီးတော့ပြန်လေပြီးတော့မပြီးဖိတ်ခဲ့ပါဘူးယခုအခါဟာဒီသိဖိတ်မင်းကြီးရွာမှာရှိတဲ့တောင်သူလယ်သမားများကောတန်ခအဖွဲဖီအဖိမင်ကကောလည်းပဲဒါကန့်ကွက်ဖာရီမြို့နယ်မှာပြင်းမလားမြို့နယ်မှာတင်ထားပါတယ်ဘုန်းကြီးတို့ယခုမကွေးချောင်းဖရာတော်ဥပမောက္ခခါရီဗလီကတ်ကွက်ဖို့ဗလီနှလုံးဖောက်နေတာပေါ့နော်ဒီဗလီနှလုံးကန့်ကွက်ဖို့ဘုန်းကြီးတို့ရန်ကုန်မှာမျိုးချစ်တန်ဃာတွေကဖရာတော်နဲ့အတူပါလိုက်တော့လက်မှတ်ကလည်း930နဲ့8ဖောင်ပါပါတယ်ဗလီဖောက်လို့ခြင်းကိုလုံးဝသဘောမတူပါဘူးအဲ့ဒီလိုဖောက်လိုက်လို့ရှိလို့ရှိရင်ပေးဖုတ်ပံကိုကြည့်ရင်လည်းပဲယခု UK မှာဖြစ်နေတဲ့အဖြစ်မျိုးတွေကမြန်မာနိုင်ငံမှာကြောက်လာမှာဟာမြေကြီးလက်ခတ်မလွဲပါပဲပြီးခဲ့တဲ့အတိတ်ကိုပြန်ကြည့်ရင်လည်းပဲဘုန်းကြီးတို့အင်ဒိုနီးရှားနိုင်ငံမှာဘောရဘော်ဒီဗေဒီတို့အိန္ဒိယနိုင်ငံမှာရှိတဲ့နာလန္ဒတက္ကသိုလ်တွေဘယ်သူတွေဘယ်လူမျိုးတွေဖျက်ပစ်တာလေသူတို့လူကြီးနဲနေဖြင့်အခါကာလမှာသူတို့ကလူအခွင့်ရင်းအကြောင်းပြပြီးတော့ပြောကြတယ်ယခုလိုအခါသူတို့လူရင်ကများလာရင်တော့သူတို့ကလူအခွင့်အရေးကိုဘေးဖယ်ပြီးတော့သူတို့လူရှိရတဲ့အခွင့်အရေးတွေတောင်းဖို့ကြတယ်သူတို့ဘာသာရေးတွေခုဖို့လို့ဆိုရှင်ကြည့်ပါအင်္ဂလန်နိုင်ငံမှာဖို့လို့ဆိုရှင်သူတို့ကိုးကွယ်တဲ့ခရစ်ယာန်ဘာသာတွေကိုဝတ်ပြုတော့ဘာပြုတော့ဖူးညံတယ်သူတို့ကြတော့ဒီနေ့9ချိန်ပြုတယ်ခရစ်ယာန်ဘာသာတွေကိုဘာပြုတာတားဖီလာပြီဝတ်ပြုခွင့်မရတော့ဘူးနောက်တစ်ချိန်ခါမှာအနာဂတ်မှာလည်းပဲဗုဒ္ဓဘာသာကျောင်းနေဥပုသ်သီလဖောက်တူကျွန်းတော်ရမှာမဟုတ်တော့ပါဘူးမြတ်စွာဘုရားကလည်းပဲသင်္ဃဝတ္ထု၄ပါးဒါနတို့သီလတို့မိယဝါဖာတို့အထဖရိယတို့ဟုတ်လားအတ္တနရသမဏထတို့ဆိုတာဟောကြားထားတယ်ဟဲ့လားသင်္ဃဝတ္ထု၄ပါးမင်းညတရားဖယ်ပါယခုလိုဗလီချပြီးဘူးမြတ်စွာဘုရားကဟောကြားထားတာမဟုတ်ပါဘူးဖိုးလိုတာကပြဖုတ်ပံတဲ့တယ်ပဲကြည်အတိတ်ကိုပဲကြည်ပြဖုတ်ပံအတိတ်ကိုဖြစ်ရတဲ့ကိုမျှော်ကိုပြီးတော့အနာဂတ်မှာတို့မြန်မာနိုင်ငံသူနိုင်ငံသားများသွေးချောင်းဖီးသွားနိုင်ပါတယ်ဒီလောက်ရက်တွေကိုသက်ဆိုင်ရာနိုင်ငံတော်ဦးမင်းအောင်လှိုင်ယာယီသမ္မတနိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုဖောတို့ပြီးတော့ပြည်ထောင်စုပြည်ရေးဝန်ကြီးတို့သာသနာရေးဝန်ကြီးတို့အဖတ်ကြီးတော်နိုင်ငံအကြီးအကဲများကဒါကိုပြင်းပြင်းထန်ထန်ကန့်ကွက်သင့်ပါတယ်။ဘာဖြစ်လို့လဲနိုင်ငံလည်းပြောက်မယ်လူမျိုးလည်းပြောက်မယ်မြန်မာမျိုးပေါ်မှာနေပြီးတော့မြန်မာလူမျိုးပြောက်ခွဲသွားနိုင်မဲ့အရေးကိုနိုင်ငံတော်အကြီးအကဲများကနေပြီးတော့ပညာမျက်ဖိအမျှော်မြင်ကြီးစွာဖြင့်ဒါကိုယခုဗလီဖောက်လို့ချင်းကို
တားမြစ်ပြီးဖို့မကွေးကျောင်းဖေရတော့ဥပမောက္ခအနေနဲ့ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။ဘာကြောင့်လဲခုနကတော့ပြောခဲ့သလိုအနာဂတ်မှာဒါမျိုးတွေမဖြစ်ရအောင်သူတို့လူမျိုးနဲနေရင်သူတို့ကလူခွင်းနဲ့သွားမယ်သူတို့လူမျိုးများလာရင်သူတို့ကဘာသာကများတယ်ဒီမိုကရေစီနဲ့သွားမယ်ဒါမျိုးတွေရှိပါတယ်ဒါတွေကိုနိုင်ငံတော်အကြီးအကဲများကပညာရှိမှန်လဲမြန်မာနိုင်ငံသူနိုင်ငံသားသူတွေအတိုင်းဝဖြစ်အောင်မိမိရဲ့သမိုင်းကြောင်းလှအောင်နော်မိမိသမိုင်းကြောင်းကိုမိမိရေးမှာပါခုရွေးကောက်ပွဲလဲနီးနေပါပြီရွေးကောက်ပွဲမှာလဲဟာဒီဗလီသာချပေးလိုက်မယ်ဆိုရင်တော့ဒါတွေကိုလဲသက်ဆိုင်ရာအကြီးအကဲများကအမျှော်အမြင်ကြီးစွာဖြင့်မိမိတို့လူမျိုးသွေးကြောင်းဖိမဲ့အန္တရာယ်ကိုကာကွယ်ပြီးဘုန်းကြီးအနေနဲ့အထူးပဲမေတ္တာရက်ခံလိုပါတယ်။ဒါဟာဗုဒ္ဓဘာသာရဲ့အန္တရာယ်ကြီးမားပါတယ်။ခုနကတော့တာယာကုန်းရွာကဖေရတော်ဦးကြီးမလဖို့တက်တော့95နှစ်ရှိပြီ။ဖေရတော်ကြီးရဲ့အလူမနံဖိတ်မချမ်းမသာဖြစ်ရသလိုသဖိတ်မင်းကျွေးရကဥဖရိယဗလာလား။သူတို့အနေနဲ့လည်းလွန်စွာကိုပဲဖိုးရင်ဖိတ်တွေဖြစ်နေပါတယ်မဖားနိုင်မတော့နိုင်ဖြစ်နေပါတယ်။အရေးကိုရှေ့ရှုပါဗုဒ္ဓဘာသာအတွက်မြန်မာလူမျိုးများအတွက်မြန်မာနိုင်ငံသူနိုင်ငံသားများအတွက်ရှေ့ရှုပြီးတော့ဒီပလီကိုဖောက်လို့ခွင့်ကိုယခုအချိန်ကဖတ်ပြီးတော့ရှင်းနာပြီးပါနိုင်ငံတော်အကြီးအကဲဖတာယာယီသမ္မတကြီးဦးမင်းအောင်လှိုင်းဘုန်းကြီးတို့ပြည်ထောင်ရေးဝန်ကြီးသာသနာရေးဝန်ကြီးနိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုဖော်တို့ထံမှာဒီပလီဖောက်လို့ခြင်းနဲ့ပတ်သက်ပြီးတော့ဖေယာတော်နဲ့တကောကသံဃာ938ပါးကလည်းကန့်ကွက်ကြောင်းဖာလွာလေးပါလိုက်ပါလေဘုန်းကြီးရဲ့ဖာကတော့လူမျိုးရေးပြိပခဘာသာရေးပြိပခနိုင်ငံရေးပြိပခမဖြစ်ရလေအောင်နောက်အနာဂတ်မှာလည်းပဲဒီလိုအဖွင့်ရောက်ပြီးရှင်းနေလို့ရတော့မြန်မာလူမျိုးတွေရဲ့နှလုံးသားထဲမှာဘယ်လိုမှမအေးချမ်းနိုင်ပါဘူးဘုန်းကြီးဒီနေရာမှာသွားပြီးတော့သတိရတယ်ပိုလန်သမတကပြောသွားတယ်ခိုးဝင်ဘင်္ဂါလီဆိုလို့သူ့နိုင်ငံမှာတူတယောက်မှမရှိဘူးသူ့နိုင်ငံမှာတူတယောက်မရှိခြင်းကြောင့်ကျန်းဖက်ဝါဒလဲနိုးတယ်မရှိဘူးတဲ့ဘာဖြစ်လို့လဲခိုးဝင်ဘင်္ဂါလီတွေကမူလမြန်မာနိုင်ငံမှာရှိတဲ့အစ္စလမ်တွေနဲ့ပူးပေါင်းပြီးတော့ဘုန်းကြီးတို့ကြည့်ပါလာဝကယုံတွေကိုကြည့်လိုက်အဲဒီလက်မှတ်အတုမှတ်ပုံနဲ့အတုနဲ့ထုတ်ပေးထားတဲ့လက်မှတ်တွေဟာပေါင်းတဲ့ချီရှိပါတယ်ဒါတွေကိုနိုင်ငံတော်ဝန်ကြီးချုပ်တို့နိုင်ငံတော်သမ္မတတွေပြည်ရေးဝန်ကြီးတို့သာသနာရေးဝန်ကြီးတို့ကနေပြီးတော့ပြန်လည်ဖိဖြစ်ပြီးတော့ဒီလိုဖြစ်ရင်တော့ဒီလိုလုပ်ရင်ဒီလိုဖြစ်တတ်တယ်မြန်မာလူထုရဲ့မြန်မာရဟန်းရှင်လူပြည်သူတို့ရဲ့ဖန်တာကိုဖန်ကျင်ပြီးတော့လုံမယ်ဆိုရင်တော့မိသမိုင်းချောင်းကိုမိမိတို့ရေးတာပဲလို့သတ်မှတ်ပါတယ်အမျိုးသားရေးသမားကတော့ဘယ်တော့မှနောက်ဖုတ်မှာမဟုတ်ပါဘူးရေတွင်းနှစ်ထားယူရမကြည့်ပါနဲ့အမျိုးသားရေးသမားတွေကန့်ကွက်ထားယူရမကြည့်ပါနဲ့ကျိုးတူနေတဲ့လူကြီးမင်းများတွေရဲ့လုပ်ရက်ကိုမိကျိုးကိုမိတို့ပြန်လည်ပြီးတော့သုံးသပ်ဖေးကြပါတယ်ဘာသာမျိုးချလူမျိုးများအားအတွင်းထားရမကိုးကြရဘူးတဲ့အတွင်းထားပြီးတော့မသုံးနှုံးရဘူးတဲ့ဒီဗလီနှလုံးဖောက်ပြီးလဲရဖြင့်9သိန်းအင်္ဂါတမတော်သားအင်္ဂါရှိတဲ့အေဖလန်9သိန်းဆိုတော့တသန်းပေါ့အဲ့ဒီလောက်အေဖလန်ဘာသာဝင်တွေချပေးလိုက်ခြင်းနဲ့တူပါတယ်မိမိအမျိုးမိမိဘာသာမိမိလူမျိုးကိုဖြစ်မဲ့လူကိုဗလီနှလုံးဖောက်ပေးခြင်းအဖြစ်တော့ဖောက်ခွင့်ပြုလိုက်ခြင်းအဖြစ်ကတော့ဘာနဲ့အလားသဏ္ဍာန်တူတယ်လဲဆိုတော့လူမိုက်လူဖို့အချမ်းဖက်ဝါရကိုဂုံပြုချင်းမြလိုက်တာနဲ့သွားတူပါတယ်မိမိနိုင်ငံသူများမှာသွေးချောင်းဖီးအောင်လုံးမဲ့လူတွေကိုဘာလို့ရတာလဲသူတို့ဂုံပြုချင်းမြလိုက်ခြင်းနဲ့တူပါတယ်ဒါကြောင့်မလို့အမြန်ဖုံးပညာရှိပြီးအမျှော်အမြင်ကြီးစွာဖြင့်အနောက်နိုင်ငံတွေကိုလည်းသင်္ကန်းပါယူနိုင်သလိုပိုလန်နိုင်ငံတို့ကိုလည်းသင်္ကန်းပါယူနိုင်ပါတယ်ထိုသင်္ကန်းပါများကိုယူပြီးတော့အမြန်ဖုံးယခုဖောက်လို့နေပဲဗလီကိုလုံးဝဘုန်းကြီးတို့အနေနဲ့ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်အိန္ဒိယအိဌာနသည်မူလသူတို့သိမ်းစဉ်ကာလတုန်းကနိုင်ငံတော်ဖွံ့ဖြိုးဖို့ဆိုပြီးတော့သူတို့သိမ်းတာဖြစ်ပါတယ်
အဲ့လိုနိုင်ငံတော်ဖွံ့ဖြိုးဖို့ဆိုပြီးတော့တင်ပြီးတဲ့ခါကျတော့ပထမဒီခြံစည်းရိုးကြီးခတ်တော့ဦးဇင်းတို့ရောက်တယ်ဘာအတွက်ခတ်တာလဲလို့မေးတဲ့ခါကျတော့တာငါးစီဖွင့်မှာဆိုပြီးတော့ပြောပါတယ်အဲ့လိုတာငါးစီဖွင့်မှာဆိုပြီးတော့ခြံခတ်ဒုတိယအကြိမ်ဒီအခုကွန်ကရစ်လမ်းလေးခင်းတယ်အဲ့လမ်းလေးခင်းတဲ့ခါကျတော့ဦးဇင်းတို့မေးတယ်ဒါဘာအတွက်ခင်းတာလဲဆိုတော့မသိပါဘူးအထက်ကခိုင်းလို့ခင်းတာပါဆိုပြီးတော့ပဲပြောတယ်အခုနောက်တစ်ချိန်ကျတော့ဦးဇင်းတို့ဒီနေရာနေ့စဉ်နေ့တိုင်းသွားနေတာဆိုတော့ကြည့်လိုက်တဲ့ခါကျတော့ဆိုင်းပုတ်ကြီးတွေ့ပါတယ်ဆိုင်းပုတ်ကြီးကြည့်တော့သူတို့အခြားဘာသာကိုပေးထားတဲ့ဆိုင်းပုတ်ကြီးဖြစ်နေတယ်သူတို့ကလည်းလာပြီးတော့ခြံနေလာခတ်နေတယ်ဆိုတော့ဦးဇင်းတို့ကလည်းပဲဦးဇင်းတို့ရဲ့နောင်ကြီးဆရာတော်ကိုလှမ်းပြီးတော့ပင့်လိုက်ပြီးတော့ဆရာတော်ဒီလူဒီကြောင်းချိတယ်ဒါလေးတော့တပည့်တော်တို့ကမစွမ်းနိုင်ဘူးဆရာတော်တို့အနေနဲ့စွမ်းနိုင်တယ်ဆရာတော်တို့အနေနဲ့ဒါလေးကိုလုပ်ပေးပါအောင်ဆိုပြီးတော့အကူအညီတောင်းပြီးတော့ဦးဇင်းတို့ကနေပြီးတော့အခုလိုဆက်လက်ပြီးတော့ခြောက်လှမ်းနေရတာပါ သက်ဆိုင်ရာနိုင်ငံတော်အကြီးအကဲများကိုမူကြီးကျောင်းဖရာတော်အနေနဲ့အထူးမေတ္တာရက်ခံလိုတာကတော့ယခုပြည်မနာမြို့နယ်ဘောကသတိရက်ကွက်သက်ဖိတ်ပင်ကြီးရွာအနီးမှာဗလီဖောက်ဖို့လို့မြင်းနေရာချထားပေးခြင်းသည်ဗုဒ္ဓဘာသာဝင်တောင်သူလယ်သမားများပိုင်ဆိုင်သောပစ္စည်းများကိုအစ္စလမ်ဘာသာဝင်လက်ထဲနိုင်ငံတော်အကြီးအကဲများကထိုးထည့်လိုက်ခြင်းဖြစ်ပါသည်ဒါကိုမိမိတို့တောင်သူလယ်သမားများကလည်းသဘောမတူရိုက်ရွာမှာနေထိုင်တဲ့သံဃာအဖွဲ့အစည်းတွေကလည်းသဘောမတူပါပဲနဲ့ဤသို့ဖက်လက်လှုပ်ဆောင်ရင်တော့အာနာရှင်တို့ရဲ့သွားရလမ်းရောက်သွားနိုင်ပါတယ်ဏီကုံချုပ်သွားနိုင်ပါတယ်ဒါကိုဘုန်းကြီးတို့ကနောင်အနာကအတွက်သားပင်မျိုးဗက်ရခုလိုသွေးတဲ့တန်ယုံသွေးချောင်းဖီးမဲ့လုပ်ငန်းမျိုးတွေမဖြစ်ရအောင်အမျိုးသားနိုင်ငံရေးအနေနဲ့ဘုန်းကြီးတို့ကပြောဆိုရခြင်းဖြစ်တဲ့ဘေပါတီဘေအစိုးရကမှပြောဆိုရခြင်းမဟုတ်ပါဘေပါတီပဲတက်တဲ့ဘေအစိုးရပဲတက်တဲ့ဒီလိုကိစ္စမျိုးတွေကတော့ဘုန်းကြီးတို့ကတော့စမ်းကျင်ကန့်ကွက်သွားမှာအမှန်ပါပဲဒါကြောင့်သက်ဆိုင်ရာနိုင်ငံတော်အကြီးအကဲများအနေဖြင့်အမြန်ဆုံးဒီပလီကိုဖောက်လို့ခွင့်ကိုအမြန်ဆုံးရက်တက်ပေးဖို့မကွေးဆောင်ဖရာတော်ကတော့မေတ္တာရက်ခံပါတယ်